ဒီနေ့ဆွလို့ရတဲ့ရေမွေးတစ်လုံးချနိုင်လို့ရှိရင်ဒီနဲ့ကိုခြံထားခဲ့လို့မရပါဘူး။ဒါပါလဲဆိုရင် Victoria Secret ရဲ့ပုံရှယ်ပါဒီနေ့သူ့အနံလေးကိုလည်းပြပြချင်သူ့အနံကလေပင်မဲ့တီတို့ရင်ငယ်တော့မှာပင်မဲ့တီအလုံးဝပါလေးရှိတယ်။အဲဒီပင်မဲ့တီကိုဒီထိတ်ကနေဖြတ်ပြီးတော့ကြားလေးဖြူပြီးခောက်ထည့်ပြီးတော့စားလိုက်ရတဲ့အရာတာမျိုးပေါ့နော်။သူပေါင်းဆက်ထားတဲ့ပုံစံလေးကပင်မဲ့တီနဲ့ချိုအေးအေးလေးရဲ့နောက်မှာဒီပန်းနဲ့တင်တင်လေးကနောက်ကနေကပ်ပြီးတော့လိုက်လာတဲ့ပုံစံမျိုးလေးကိုမှသူကတော်တော်လေးကိုတော်တော်လေးမြညံ့နေတိမ်မွေ့ရပေါ့နော်စတိုးလိုက်လို့ရှိရင်ကိုကလေးလံနဲ့ခံစားချက်မျိုးမရဘူးဘာမှ fresh ပြီးရင်ဒါအဝတ်စားလည်းမယူဘူးဒီနေ့ကိုကចောင်းသွားမှာလားဒါကောက်ဆွသွားလိုက်အဆင်ပြေတယ်ရသွားမှာလားငင်္ဂလာဆောင်လားအလူလားတခြားကမှတူတူရွေးချယ်နေကြအနံမျိုးမရှိဘူးလို့ရှိရင်ဒါကိုကောက်ဆွသွားလိုက်အဆင်ပြေနေတဲ့ပုံစံမျိုးပေါ့နော်ဒီဟာကို main ကလေး69ရောက်လောက်ကတော့ဒီနံကိုတော်တော်များတီလဲတီတယ်သုံးလဲသုံးဘူးနေကြလိမ့်မယ်လို့မှထင်တယ်ပေါ့နော်ဒီဟာကတော်တော်များကြိုက်ကြရဲ့အနံပါပြီးတော့လေဒီအနံကကိုဘေးနာဖြတ်သွားလိုက်တာနဲ့အင်းနဲ့ဟာကနေပြောင်းနဲ့ကြည့်ရမယ်ပုံစံတော့မဟုတ်ဘူးဟိုအနာကိုကတ်လာတဲ့လူတွေကအနာနီးလေနီးစီအနံဘာနံလေးလည်းမသိဘူးနီးစီအနံလေးကောင်းလိုက်တာဆိုပြီးတော့အဲ့လိုပြောမယ်အနံမျိုးပေါ့နော်ဒါကဗီဒီယိုရစီထွက်ရဲ့ပုံရှယ်ဖြစ်ပါတယ်ကိုကတခါမှမတုံးဘူးစသုံးကြည့်နေဆိုတော့မရှိမှ install နည်းနည်းတော့ရအောင်ပဲပေါ့နော်အဲ့တော့အခုပြောပြခဲ့တာက Victoria Secret ရဲ့ဘုံရှဲဆိုတဲ့အနံလေးပဲဖြစ်ပါတယ်ကျေးဇူးပါ